2016မှာ Marvel ဟာလုံးဝမထင်မှတ်ထားတဲ့အရာကိုလုပ်ပြခဲ့ပါတယ်။သူတို့ဟာအောင်မြင်မှုအရှိဆုံးစူပါဟီးရိုးကြီးနှစ်ယောက်ကိုတယောက်နဲ့တယောက်မုန်းတီးသွားစေမဲ့စိတ်ပျက်စရာအကြောင်းပြချက်တစ်ခုပေးပြီးတော့ Avengers လောကကြီးတစ်ခုလုံးကိုအလဲတဲ့တဲ့ကနေအစိတ်အမွှားမွှားခွဲပစ်လိုက်ပါတယ်။ Steve Rogers ကသူကငါတငယ်ချင်းမလို့ပါဆိုတဲ့စကားကိုပြောလိုက်ပြီး Tony Stark ကလည်းစိတ်နှလုံးကြေကွဲစရာကောင်းအောင်ငါလဲမင်းတငယ်ချင်းဖြစ်ခဲ့ဘူးတာပဲလို့ပြန်လေတုံ့ပြန်ခဲ့တဲ့အချိန်မှာတော့ရုပ်ရှင်ရုံတွေကပရိသတ်တွေအားလုံးလုံးဝတိတ်ဆိတ်သွားခဲ့ရပါတယ်။လွန်ခဲ့တဲ့10နှစ်ကယုံတင်ပြသခဲ့တဲ့ Captain America Civil War ရုပ်ရှင်ဟာကမ္ဘာတစ်ဝန်းမှာဒေါ်လာ 1.1 ဘီလီယံကျော်အထိဝင်ငွေစံချိန်တင်ခဲ့ပြီး MCU လောကကြီးကိုထာဝရပြောင်းလဲပစ်ခဲ့ပါတယ်။ဒါပေမဲ့ကြီးမားလာတဲ့စူပါဟီးရိုးတွေရဲ့တိုက်ပွဲတွေနဲ့ Spider-Man ရဲ့အမိုက်စားစားတီမိတ်ဆက်မှုတွေရဲ့နောက်ွယ်မှာတော့စစ်ပီးဒဏ်ကြောင့်အပြစ်မဲ့ပြည်သူတွေထိခိုက်ရမှုနိုင်ငံရေးအကတိလိုက်စားမှုတွေနဲ့ညီအကိုတန်ရိုးစင်ပြူးကွေးဖြစ်စီရမှုတွေအကြောင်းရင်းနှင်းစရာရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ရှိနေပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ဟာ Marvel ရဲ့အကောင်းဆုံးထိပ်တိုက်တွေ့ဆုံမှုကြီးကိုပြန်လည်ပြောပြသွားမှာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ Subscribe button လေးကိုနှိပ်ပေးထားပါဦး။ Team Cap လား Team Iron Man လားဆိုတာကိုလည်း comment မှာရွေးချယ်ပေးခဲ့ကြပါဦး။ကဲဇလန်လီတွေကိုအတူတူဝင်လိုက်ကြရအောင်ဗျ။ကျွန်တော်တို့ရဲ့ဇလန်ဟာ Avengers အဖွဲ့သားတွေသူတို့အကျွမ်းကျင်ဆုံးအလုပ်ဖြစ်တဲ့လူဆိုးတွေကိုနှိမ်နင်းတဲ့အလုပ်ကနေစတင်ပါတယ်။ Lagos မြို့မှာ Wanda Maximoff ဟာပောက်ကွဲမှုကိုအမှတ်မထင်အရက်သားတွေရှိတဲ့အဆောက်အဦတစ်ခုစီလွှဲပြောင်းပေးမိလိုက်တဲ့အတွက်လူအများအပြားတည်ကြည်ပျက်စီးခဲ့ရပါတယ်။ဒါကိုကဘာကြီးကတီးမခံနိုင်တော့တဲ့အဆုံးမှာတော့ General Thaddeus Ross ရောက်လာပြီး Avengers အဖွဲ့ကို Sokovia Accords ဆိုကိုဗီးယားသဘောတူညီချက်နဲ့ဖိအားပေးပါတော့တယ်။ဒါဟာကုလသမဂ္ဂရဲ့အမိန့်အာဏာဖြစ်ပြီး Avengers အဖွဲ့ရဲ့လွတ်လပ်ခွင့်တွေကိုရုပ်သိမ်းကအစိုးရရဲ့အမိန့်အောက်မှာပဲလှုပ်ဆောင်ဖို့တွန်းအားပေးတာဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့ခေါင်းဆောင်နှစ်ယောက်ကိုချက်ချင်းပဲအုပ်စုကွေးသွားစေပါတယ်။ Ultron ကိုဖန်တီးခဲ့ပြီလို့အပြစ်မဲ့တဲ့အသက်တွေဆုံးရှုံးခဲ့ရတဲ့အပေါ်နောင်တကြီးစွာရနေတဲ့ Tony Stark ကတော့အဖွဲ့မှာစီကံဖောင်တွေလို